ဒီဗီဒီယိုမှာတော့ keyboard မကောင်းတော့တဲ့ MacBook Air 2019 model ကို keyboard ပြန်လဲပြီးတော့မှသုံးကြမယ်ကျွန်တော် Messenger ကနေပြီးတော့မှအရင် MacBook model အဟောင်းတွေကို keyboard လဲလို့ရလားဆိုပြီးတော့မှမေးထားတဲ့သူတွေရှိရပေါ့နော် MacBook Pro ဆိုလို့ရှိရင်2010ကနေပြီးတော့မှ2015အထိ MacBook Air ဆိုလို့ရှိရင်လည်း2010လောက်ကနေပြီးတော့မှ2019အထိဒီပုံစံအတိုင်းလဲရဲဆိုလို့ရှိရင်အဆင်ပြေပါတယ်keyboard လဲရင်းနဲ့တစ်ဆက်တည်း keyboard မီလင်းတဲ့ color ကိုလည်း original အဖြူကနေပြီးတော့မှ RGB မီးရောင်မှာပြောင်းမယ်ပေါ့နော်ဒီ keyboard က control key တို့ shift key တို့နှိပ်ရတာတော်တော်လေးကိုကြက်တယ် enter ခလုတ်ကတော့လုံးဝကိုနှိပ်လို့မရပါဘူး laptop တစ်လုံးမှာတခြား key တွေပြတ်တယ်ဆိုလို့ရှိရင်ခံတာပေမဲ့ enter ခလုတ်ပြတ်တယ်ဆိုလို့ရှိရင်တော့တော်တော်လေးကိုတိုက်ပတ်ပါတယ်ဒီ model ကတော့ MacBook Air 2019မှာ13လက်မှ model processor 5 generation ဂျူတဲ့9မှာ i5 ပါ RAM ဆိုလို့ရှိရင်လည်း DDR3 ကို 8GB နဲ့လာတယ် graphic ကတော့ထုံးစံတိုင်း Intel HD 6000ပါ keyboard အသစ်ကိုတော့ကျွန်တော် AliExpress ကနေပြီးတော့မှမှာထားတာရောက်လာပါပြီကိုယ့်ရဲ့ keyboard က US model လား UK model လားဆိုတာတိကျကြည့်ပြီးတော့မှမှာပါ UK ဆိုလို့ရှိရင် enter ခလုတ်က downlight လေးနည်းနည်းကြီးပါတယ် US ဆိုလို့ရှိရင်တော့အခုပုံစံအတိုင်း enter ခလုတ်ကအလျားနည်းနည်းရှိပါတယ် keyboard နဲ့အတူတခါတည်း keyboard မီလင်းနဲ့ backlit ပါပါတယ် original မီးကတော့မီးအဖြူပဲလင်းတယ်ဒါအောင်မှကျွန်တော် keyboard ကို RGB မီးပြောင်းချင်တယ်ဆိုတော့ cellophane paper ကိုရှာပြီးတော့မှဝယ်ထားပါတယ်တင်းကျွတ်မှာကျွန်တော်တို့မီးပုံးတွေလောက်တဲ့စက်ကူလိုမျိုးနဲ့နည်းနည်းဆင်တယ်ပေါ့နော်ကျွန်တော်ကတော့ဒါကြီးကိုတကြားလုံးရောင်းနေဆိုင်ရနေပြီးတော့မှတော့ဝယ်ထားတာပါ keyboard replacement လုပ်မယ်ဆိုတော့တစ်ခုလုံးကိုဖြုတ်ရမယ်ပေါ့နော်အရင်ဆုံးဘာမှမလုပ်ခင်ကတော့ထုံးစံအတိုင်း battery ကိုအရင်ဆုံး disconnect လုပ်ပါဒီ model တွေမှာကျွန်တော်ကြိုက်တဲ့အချက်ကတော့ battery လဲရတာတော်တော်လေးကိုလွယ်ပါတယ်နှက်ငါလုံးဖြုတ်လိုက်တယ်ဆိုလို့ရှိရင် battery ကအခုလိုမျိုးထွက်လာတယ်ပေါ့နော် battery ဝယ်လဲရတာကလည်းဈေးတော်တော်တက်တာတယ် logic board အောက်ဘက်ပိုင်းကတော့တွေ့တဲ့အတိုင်းပဲဖုန်းတွေတော်တော်များတယ် brushless နဲ့အသားလေးတိုက်ပြီးတော့မှတန့်ရှင်းလုပ်လို့ရတယ် original backlit ကလည်းစီးနေနေကွာနေရပေါ့နော်အစ်စ်လဲမှာဆိုတော့ကိစ္စတော့မရှိပါဘူးနောက်ပြီးတော့ရင်ကျွန်တော် screen ကိုပါဖြုတ်မယ်ပေါ့နော် keyboard ကိုအကျဉ်းဆွဲဖြုတ်ရမှာဆိုတော့ screen ကိုမထိအောင်လို့ screen ဖြုတ်ပြီးတော့မှပဲလုပ်ပါမယ်ဒီ model တွေကဗျာ keyboard ကြိုးခောက်ပြီးတော့မှ trackpad ထဲကိုဝင်တယ် trackpad ကနေပြီးတော့မှတဆင်သူက logic board ကိုတွားတဲ့ style လိုမျိုးလုပ်ထားတာပေါ့နော် trackpad တို့ဘာတို့မှာ error တွေဘာတွေရှိခဲ့ဆိုလို့ရှိရင်တော့ keyboard က power ခလုတ်တို့ဘာတို့ကအလုပ်လုပ်မှာမဟုတ်ပါဘူး keyboard ကအလွှာ3လွှာတောင်ရှိပါတယ်ပထမဆုံးအလွှာကတော့ backlit ပေါ့နော် keyboard ကိုမီလင်းပေးတဲ့အလွှာပါဒီဟာကြီးကို U side ခွာတယ်ဆိုလို့ရှိရင်တော့ပြန်သုံးလို့ရတယ်ကျွန်တော်ကတော့အသစ်လဲမယ်ဆိုတော့ဖြစ်တယ်လို့ပဲခွာလိုက်ပါတယ်ပြီးရင်တော့မီးကို diffuse လုပ်ပြီးတော့မှမီးဖြန့်ပေးတဲ့အကြည်လွှာလေးပါနောက်ဆုံးမှာ key တစ်ခုချင်းစီကိုမီးရောက်အောင်လို့တိတိကျကျလေး keyboard ပုံစံအတိုင်းဖက်ထားတဲ့အမဲရောင်အလွှာလေးရှိပါတယ်နောက်ဆုံးလွှာကတော့ double tick နဲ့ကတ်ထားတာဆိုတော့ခွာရတာနည်းနည်းခက်တယ်ကျွန်တော်ကတော့စိတ်မရှိလို့အခုလိုပဲဆွဲဖျက်လိုက်ပါတယ်အမှန်ကတော့ဒီလွှာကကတ်ပြီးသွားပြီဆိုလို့ရှိရင်ခွာရတာတော်တော်ခက်တဲ့ထဲမှာပါမယ် backlit အသစ်ဝယ်ရဲဆိုလို့ရှိရင်တော့3လစလုံးတစ်ခါတည်းပါပြီးသားပါ MacBook ရဲ့ keyboard ကတော်တန်ကိုဖိတာလောက်ခံနိုင်ရရှိတာလည်းမပြောနဲ့ဗျာ keyboard တစ်ခုလုံးဘေးပတ်ပတ်လဲ screw တွေနဲ့ကြက်ထားတယ်ကျန်တဲ့အပိုင်းတွေဆိုလို့ရှိရင်လည်း aluminum frame နဲ့အသေးပုံစံလိုမျိုးရိုက်ထားတာဆိုတော့ဖြုတ်ရတာကလည်းတော်တော်လေးကိုခက်ပါတယ်တချို့ screw တွေဆိုလို့ရှိရင်ရေထိထားလို့လာတော့မသိဘူးတန်ကြီးတက်ပြီးတော့မှဖြုတ်ရတာတော်တော်လေးကိုတိုင်ပတ်တယ်ဘေးပတ်ပတ်လဲဖြုတ်လို့ရတဲ့ screw တွေကိုကျွန်တော်အရင်ဆုံးဖြုတ်တယ် keyboard ကိုဆွဲပြီးတော့ခွာရမယ်ဆိုတော့ aluminum frame နဲ့ရိုက်ထားတဲ့ဘူးဒီလေးတွေပေါ့နော်ပြန်ကျဲမသွားအောင်လို့နောက်ကိုအခုလိုမျိုးတိတ်လေးကပ်ပြီးတော့မှဖြုတ်ပါမယ်ပြီးရင်တော့ခွာပြီးတော့လို့ပဲပြောရမှာပဲ view side ပြီးတော့မှခွာပါ keyboard down ရတော်တော်လေးကိုထပ်တော့လက်ချနိုင်ပါတယ်ကျွန်တော်ကတော့ player နဲ့အခုလိုမျိုးဆွဲပြီးတော့မှခွာတယ်ပေါ့နော်စောင့်ပြီးခွာတယ်ဆိုလို့ရှိရင်ဘူးဒီလေးတွေကတခါတည်းပြုတ်ပြီးတော့မှတိတ်မှာကပ်ပါလာတယ်ပေါ့နော်တချို့နေရာတွေမှာဘူးဒီလေးတွေမပါလာဘူးဆိုလို့ရှိရင်လည်းကိစ္စမရှိဘူးပြန်ခွာလို့ရတယ်တန်ကြီးတဲ့ screw နေရာရောက်တော့တော်တော်လေးကိုတိုင်ပတ်ပါတယ် frame ကိုဖိပြီးတော့မှကျွန်တော်စောင့်ပြီးတော့ခွာလိုက်တာပေါ့နော်လက်ပါထိသွားပါတယ်အမှန်ကတော့လက်အိတ်တွေပါတွေဆွတ်ပြီးတော့မှကျွန်တော်လှုပ်တင်တာပေါ့နော်ဒီ keyboard ကိုဖြုတ်တဲ့နေရာပါပေါ့နော်စောင့်ဆွဲပြီးဖြုတ်တဲ့နေရာဆိုလို့ရှိရင်အဲ့ဒီဘူးဒီလေးတွေကပြုတ်ထွက်လာပြီးတော့မှနှက်ကျက်လို့ရတဲ့နေရာလေးတွေပေါ်လာတယ်ပေါ့နော်မပြုတ်လာတဲ့နေရာတွေဆိုလို့ရှိရင်တော့အခုလိုမျိုး player အချွန်လေးနဲ့ပေါ့နော်အဲ့ဒီဘူးဒီလေးတွေကိုအသာလေးလှည့်ပြီးတော့မှ
ဖြုတ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့နှက်ချက်တဲ့အပေါက်လေးပေါ်လာပါလိမ့်မယ် original အတိုင်း keyboard ကိုခိုင်လေးတက်ချင်တယ်ဆိုလို့ရှိရင်တော့မှဘူဒီတွေအကုန်လုံးဆွဲဖြုတ်ဆရာမလို့ဘူးပေါ့နော်ဖြုတ်ချင်လည်းဖြုတ်လို့ရပါတယ်ကျွန်တော်ကတော့ဖြုတ်ရတာလက်ညောင်းလုံးလို့တချို့နေရာတွေဆိုလို့ရှိရင်ဒီတိုင်းပဲထားခဲ့လိုက်ပါတယ် keyboard တက်ကတော့ frame နဲ့အဝင်ခွင့်ကြပါဒီ screw သေးလေးတွေကိုတော့ကျွန်တော်ဖုန်းပြင်ဆိုင်ကနေပြီးတော့မှရှာဝယ်ထားတယ်ပြီးသွားရင်တော့ဒီ screw တွေကို share plan နဲ့လက်ညောင်းအောင်လို့လိုက်ကြရပါတယ်အလုံးပေါင်းကျွန်တော် screw အလုံး30လောက်တော့တက်လိုက်တယ်ပေါ့နော်ပြီးသွားရင်တော့ keyboard ကြိုခောက်ပြီးတော့မှ trackpad မှာပြန်တက်ပါတယ် keyboard ဆင်ပြေသွားပြီဆိုလို့ရှိရင်တော့မီးလင်းပေးတဲ့ backlit အလွှာကိုပြန်တက်မယ်ကျွန်တော်က RGB မီးလင်းတဲ့ပုံစံတိုင်းလုပ်မယ်ဆိုတော့ cellophane paper ကိုကျွန်တော်လိုချင်တဲ့ပုံစံအတိုင်းလေးညှက်ပြီးတော့မှတက်ပါမယ် backlit ရဲ့အပေါ် plastic ကိုခွာလိုက်တယ်ဆိုလို့ရှိရင်တော့သူက double tape တွေပါပြီးသားဆိုတော့ကျွန်တော်အနေနဲ့ထပ်ပြီးတော့မှ double tape ကတ်စရာမလိုဘူးအပေါ်တစ်လိုင်းကိုတော့ကျွန်တော်အစိမ်းရောင်ထားမယ် power နဲ့ number ခလုတ်တွေကိုတော့ခန်းရောင်ထားမယ် control တို့ shift တို့ဆိုလို့ရှိရင်တော့အဝါရောင်လုပ်ထားပါတယ် ABCD key တွေကိုတော့အနီရောင်ထားတယ် arrow key တွေကိုတော့အပြောင်ဖြစ်အောင်လို့အခုလိုမျိုးလေးကျွန်တော်လိုက်ကတ်လိုက်ပါတယ်အခုလိုတက်လိုက်တာလေပေါက်တွေပါပိတ်တာလားဆိုလို့ရှိရင်တော့မပိတ်ပါဘူးဒါပေမဲ့လည်း frame မှာပြန်တက်ဖို့အတွက်အပေါက်လေးတွေတော့ဖောက်ရတယ်ပေါ့နော်အဲ့တော့သူ့ပုံစံတိုင်းလေးကျွန်တော်ဇာကနာနဲ့ဖောက်ပြီးတော့မှတက်လိုက်တယ် backlit အလွှာလေးပါနေလို့ပေါ့နော်တုံတန်အောင် coffee ဖိတ်တာတို့ဘာလို့ဆိုလို့ရှိရင်မြန်လေးထောင်ပြီးတော့မှခါလိုက်တယ်ဆိုလို့ရှိရင်တော့ logic box လောက်ထိရေမဝင်နိုင်ဘူးပေါ့နော်ဒါပေမဲ့လည်းဝင်သွားတဲ့ရေကိုချောင်းအောင်လို့မြန်ပြန်လုပ်တာကအရေးကြီးပါတယ် backlit ကနေရာတခြားဖြစ်သွားပြီဆိုတော့ဘေးနာ double tape တွေကိုခွာပြီးတော့ကတ်လိုက်တယ်ဆိုလို့ရှိရင်ကိုပဲအဆင်ပြေသွားပါပြီဒီ MacBook Air ကတော်တော်လေးကြာနေပြီဆိုတော့တာမယ် pace ကလည်း6နေပြီပေါ့နော်တာမယ် pace ကိုပါအသစ်ပြန်ထည့်ပြီးတော့အားလုံးပြန်တက်လိုက်ပါတယ် backlit ဂျိုးကတော်တော်လေးသေးတာဆိုတော့ battery မတက်ခင်အဲ့ဒီဂျိုးအရင်တက်တာကပို့ပြီးတော့မှလွယ်တယ်လက်ရတွေဖုန်နေမကြအောင်လို့ microfiber အဝတ်နဲ့ share တုပ်လိုက်ပါတယ်ဝါနေတဲ့နေရာတွေဆိုလို့ရှိရင်လည်းအရက်ပြန်နေသုံးပြီးတော့မှတုပ်တယ်ဆိုလို့ရှိရင်ပြောင်းတယ်ပေါ့နော်အသစ်လဲထားတဲ့ keyboard ခလုတ်တွေကိုကျွန်တော်ပြန်ဆန်းကြည့်ကအားလုံးအဆင်ပြေပါတယ်အဆင်ပြေရင်လည်းပြေးမှာပဲပေါ့နော်မဟုတ်လို့ရှိရင်နပ်ပေါင်းအလုံး40လောက်ဖြုတ်ရမှာဗျာလက်ပါအတမတက်မဲ့ဂိမ်းရှိရပေါ့နော်ဒါပေမဲ့လည်းဒီ keyboard ကအားလုံး okay ရယ် keyboard backlit မီးတွေကတော့အခုလိုမျိုးပဲလှလှပပထွက်လာပါတယ်ဒါပေမဲ့လည်းအစိမ်းကအဖြူဘတ်တော့နည်းနည်းရောက်တယ်အနီအောင်ဆိုလို့ရှိရင်လည်းပန်းအောင်ဘတ်နည်းနည်းတော့ရောက်သွားတယ်အနီကိုကျွန်တော်နှစ်ထပ်လောက်ထပ်လိုက်တယ်ဆိုလို့ရှိရင်တော့နည်းနည်းတောက်မဲ့ဂိမ်းရှိရပေါ့နော်ဒါပေမဲ့လည်းနောက်မှပဲပြန်ပြောင်းကြည့်တော့မယ်ခရမ်းရောင်ရဲ့အဝါရဲ့အပြာရဲ့ကတော့ share ကိုလာပါတယ် original အဖြူနဲ့ရှင်ကြည့်လိုက်ရင်အခု customize လုပ်ထားတဲ့အကြောင်းကလူကြားသူကြားထဲမှာနည်းနည်းတော့ထူးထူးဆန်းဆန်းဖြစ်မှာတော့အမှန်ပဲကျွန်တော်တကယ်ချင်းတွေကိုပြကြည့်လိုက်တော့သူတို့တောင်မှတော်တော်လေးကိုကြိုက်သွားတယ်ပေါ့နော်ကျွန်တော်ကတော့အခု customize လုပ်ထားတဲ့အကြောင်းတွေကိုတော်တော်လေးကိုကျေနပ်တယ်ပေါ့နော်ဘယ်သူပါပဲပြောကိုကကိုလို့ကိုကကိုကြိုက်ပါတယ် MacBook Air 2019 model က MacBook Air 2015နဲ့ရှင်ကြည့်လိုက်တယ်ဆိုလို့ရှိရင် performance ကနည်းနည်းလေးပဲမြင်တာပေါ့နော်ရုံသုံးချောင်းသုံးလောက်တာတို့ zoom call လောက်တာလို့တော့တော်တော်လေးကိုအဆင်ပြေနေသေးတယ် MacBook Air 2015 model ကိုဒီဘက်ခေတ်မှာသုံးရတဲ့ performance နဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဗီဒီယိုလုပ်ထားပေးရရှိရပါတော့ကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော် channel မှာပြန်ချပြီးတော့မှကြည့်လို့ရပါတယ်ဒီ MacBook Air 2019 model က Apple logo မီးလင်းတဲ့နောက်ဆုံး Air model ဖြစ်ပါတယ် Pro ဆိုလို့ရှိရင်တော့2015 model ပေါ့နော်ဒီဗီဒီယိုကတော့တော့ပါပဲကျွန်တော်နောက်ဗီဒီယိုနဲ့အတူပြန်လာခဲ့ပါမယ်